ပြုံးလွင်မှာစိန်ခံမှုသိန်းသောင်းချီတန်းအိမ်တွေကိုပိုင်ဆိုင်ထားတဲ့အမှုပညာရှင်9ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စံကြီးပါ page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေပြုံးလွင်မျိုးကတော့အပန်းဖြေလို့ကောင်းတဲ့မျိုးဖြစ်တယ်လို့ခီးသွွားများတဲ့မျိုးတော်ဆိုရင်လည်းမမှားပါဘူးဒါအပြင်ခြံကွက်တရေဈေးနှုန်းကလည်းခေါင်ခိုက်လို့နေတာဖြစ်ပြီးတော့ကြော်ယုံလူတွေမဝင်နိုင်ပါဘူးအဲ့လိုမျိုးဈေးကြီးတဲ့ပြုံးလွင်မျိုးလေကောင်မှာဟိုတယ်ကြီးလို့ခန်းထားတဲ့အိမ်တွေနဲ့ခြံတွေကိုပိုင်ဆိုင်ထားတဲ့အမှုပညာရှင်တွေရှိလို့နေပါတယ်နံပါတ်1ကြော်ကြော်ဘိုကတော့ပြုံးလွင်မျိုးမှာသိန်း1000ကျော်လောက်ထိတန်ဖိုးရှိတဲ့မြေကွက်ကိုပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။ရန်ကုန်မှာလည်းကိုပိုင်အိမ်ရှိပေမဲ့ပြုံးလင်မြို့မှာကိုပိုင်ခြံကွက်နဲ့နေကြလို့သွားဝယ်ထားတာဖြစ်ပါတယ်။ပြုံးလင်လိုနေရာကလဲပတ်ပြီးတော့နေလို့ထိုင်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်တယ်လို့အပန်းဖြေဖို့မဟုတ်ပဲဟိုတယ်ဖွင့်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်။ဒါကြောင့်မို့လဲကြော်ဘိုတို့မိသားစုကဈေးကွက်စီးပွားရေးမြင်တဲ့အနေနဲ့ပြုံးလင်မှာဝယ်ထားတာဖြစ်ပါတယ်။အခုချိန်ထိတော့သွားနေတာမျိုးမရှိပေမဲ့နောက်သက်ကြီးလာရင်အပန်းဖြေဖို့နေကြနေကြမှာဖြစ်ပါတယ်။နံပါတ်2မေမြင့်မို့ကလည်းအမှုပညာအလုပ်တွေလုပ်ရင်ရှားသမျှပတ်စံတွေကိုစုပြီးတော့အလေအလွင့်မရှိအောင်သုံးတတ်သူတစ်ယောက်ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးပြီးတော့အောင်မြင်လာတဲ့တစ်ချောင်းမှာဆိုရင်မြေကွက်တွေစုပြီးတော့စီးပွားရေးအကွက်မြင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်မို့ပထမဆုံးဗကန်လိုခီးသွွားမျိုးတော်မှာမြေကွက်ဝယ်ပြီးတော့ဟိုတယ်ကြီးတစ်လုံးကိုစောက်ထားခဲ့ပါတယ်။ဟိုတယ်ကလည်းတကယ်ကိုပဲတော်တော်လေးအောင်မြင်နေတာဖြစ်ပြီးတော့ပြီးခဲ့တဲ့နှစ်မှာတော့ပြုံးလင်မှာဈေးမြင့်တဲ့မြေကွက်ကိုထပ်ပြီးတော့ဝယ်လိုက်ပြန်ပါတယ်။အဲ့ဒီမြေကွက်မှာအိမ်တော့မဆောက်ရသေးပဲစောက်ဖို့အစီအစဉ်နေရလို့သိရပါတယ်။မင်းမြင့်မော်ကစီးပွားရေးအကွက်မြင်တာမို့ပြုံးလင်ရမြေကွက်ကိုလည်းဟိုတယ်ဖွင့်ဖို့တာများတယ်လို့ခံမှန်းထားကြတာပါအနုပညာအလုပ်ကိုလည်းစူးစမ်းတဲ့အပြင်တစ်ဖက်မှာလည်းအခြေခိုင်အောင်စီးပွားရေးပါကျွဲဖက်ပြီးတော့လုပ်နေတာမို့အားလုံးကချီးကျူးနေကြတာလည်းဖြစ်ပါတယ်နံပါတ်3မမိုတို့ကပြုံးလွင်မှာမြေကွက်တဲ့အိမ်ကိုဝယ်ထားတာတော်တော်လေးကြာနေပြီဖြစ်ပါတယ်သူတို့ရဲ့အိမ်ကဟိုတယ်တစ်ခုလိုကျဲပြန့်ပြီးတော့အပန်းဖြေအိမ်ကြီးအဖြစ်ခန်းသားစွာစောက်ထားတာပါကိုဗစ်ဖြစ်တဲ့အချိန်တုန်းကဆိုရင်လည်းဒုက္ခရောက်နေတဲ့သူတွေကိုအလကားပေးနေခဲ့သေးတာဖြစ်ပါတယ်မမိုတို့ကအပန်းဖြေတဲ့အချိန်မှာသာအိမ်မှာသွားနေတာဖြစ်ပြီးတော့ကျန်တဲ့ချိန်ဆိုရင်တော့နေလေးမရှိပါဘူးနံပါတ်4ဘိုးကြပြုခင်ကလည်းအကိုထွန်းနဲ့ယူပြီးတဲ့နောက်မှာတထေးမကြီးဖြစ်သွားတဲ့အတွက်သူလိုချင်တာကိုစိတ်ချိုက်ဝယ်နိုင်သွားပါတယ်။ဒါကြောင့်မို့လဲပြုံးလွင်မှာမိသားစုလိုက်နေထိုင်ဖို့အတွက်အိမ်နဲ့ခြံကိုဝယ်ထားတာဖြစ်ပါတယ်။အပန်းဖြေတဲ့အချိန်သာသွားနေဖို့လုပ်တာဖြစ်ပြီးတော့ကျန်တဲ့အချိန်တော့မန္တလေးမှာသာနေမှာပါဖြစ်ပါတယ်။မန္တလေးမှာအကိုထွန်းရဲ့အလုပ်တွေအများကြီးရှိတဲ့အပြင်စိန်ရွှေရတနာဆိုင်လည်းဖွင့်လှစ်ထားတာကြောင့်ပါဘိုးကြပြုခင်ကအကိုထွန်းကိုခင်ပွန်းဖြစ်ရွေးချယ်လိုက်တာသူ့ဘဝအတွက်အမှန်ကန်ဆုံးလို့ရလို့တောင်ဆိုနိုင်ပါတယ်။သူ့ဘဝကဘာမှမပူပင်မကြောင်းထားတော့တဲ့အပြင်တကယ်ကိုမင်းသမီးတွေကြားမှာဆိုရင်လည်းလက်မထောင်ပြီးတော့နေလို့ရတာကြောင့်ဖြစ်ပါတယ်။နံပါတ်5ခွန်းပုံကလည်းဇက်ဖို့တရုပ်ဆောင်ဖြစ်ပေမဲ့အနုပညာလောကမှာအတော်အသင့်ကိုချမ်းသာတဲ့သူလို့ဆိုလို့ရပါတယ်။အနုပညာသက်တမ်းကလည်းမြင့်လာပြီဖြစ်တဲ့အတွက်သူ့မှာငွေကြေးအရာရောပိုင်ဆိုင်တဲ့ဥစ္စာတွေကပါများလာခဲ့တာပါ။သားသမီးလည်းမယူတဲ့အတွက်အနုပညာအလုံးမလုံးတော့တဲ့နောက်ပိုင်းကျရင်အေဂျင့်စွာနေထိုင်ဖို့ရှိရွယ်ပြီးတော့ပြုံးလွင်မှာကိုပိုင်မြေကွက်လေးဝယ်ထားတာဖြစ်ပါတယ်။ဒါအပြင်တစ်ချက်တိုက်လေးကိုစိတ်ကြိုက်စောက်ထားတာဖြစ်ပြီးတော့နောက်ပိုင်းကျရင်နေမယ်လို့စိတ်ကူးထားပါတယ်။ဒီအနုပညာရှင်တွေရဲ့ပိုင်ဆိုင်မှုအပေါ်မှာအားကျလားဆိုတာကွန်မန့်လေးထဲမှာပြပေးပါဦး။နောက်ထပ်လည်းပြုံးလွင်မှာမြေကွက်တွေပိုင်ဆိုင်ထားတဲ့အနုပညာရှင်တွေအများကြီးရှိပါတယ်။အချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။